နေပြည်တော်ကောင်စီဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီနှင်းမြင့်ဆောင်2026ချိန်မြောက်စည်းဝေးကိုဒီကနေ့မနက်ပိုင်းကနေပြည်တော်ကောင်စီရုံးစည်းဝေးခန့်မှတက်မှကျင်းပရာနေပြည်တော်ကောင်စီဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီဥက္ကဋ္ဌနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးကံမြင့်တန်းကဟိုတယ်နှင့်တဲခိုရေးသားလုပ်ငန်းများမှာခီးသွွားဧည့်သည်များအားဝန်ဆောင်မှုရည်သွေးမြင့်မားစွာပေးနိုင်ရန်အတွက်2026-2029ဘဏ္ဍာနှစ်တွင်ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု3မျိုးတင်နန်းကိုဇွန်လမှဇူလိုင်လအထိဖွင့်လှစ်ပို့ချပေးသွားမှာဖြစ်သောကြောင့်ဟိုတယ်နှင့်တဲခိုရေးသားလုပ်ငန်းများမှာစိတ်ပါဝင်စားစွာတက်ရောက်ကြစီလိုကြောင်းဒီကနေ့အချိန်မှာဟိုတယ်နှင့်တဲခိုရေးသား17လုံးတွင်ဆိုလာစနစ်များကိုတက်ဆင်အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်းပြည်ထောင်စုနယ်မြေတွင်ဟိုတယ်နှင့်တဲခိုရေးသားများဆိုလာစွမ်းအင်တက်ဆင်အသုံးပြုနိုင်ရေးအသိပညာပေးဆွေးနွေးပွဲနှင့်အယောင်ပြကန်းပြသခြင်းခန္ဓာကိုကျင်းပပြုလုပ်ခဲ့ပြီးဟိုတယ်နှင့်တဲခိုရေးသား18လုံးမှာဆိုလာစွမ်းအင်တက်ဆင်နိုင်ရေးအတွက်စိုက်စာပေးကောက်ယူနိုင်ရေးဆောင်ရွက်လျက်ရှိတာကိုသိရှိရပါကြောင်းမိမိတို့ဆောင်ရွက်လိုတဲ့လုပ်ငန်းများတွင်အစိုးရကဏ္ဍရဲ့ပူးပေါင်းကူညီမှုလိုအပ်ချက်များအခြားလိုအပ်ချက်များကိုတင်ပြဆွေးနွေးကြစီလိုကြောင်းဥပဒေနည်းဥပဒေများနဲ့ညီတက်နိုင်သမျှပူးပေါင်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။အဲဒီနောက်နေပြည်တော်ကောင်စီဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနေပြည်တော်ကောင်စီဝင်ဦးမင်းဦးနဲ့နေပြည်တော်ကောင်စီဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီအတွင်ရေးမှူးဦးစော်လွင်ထမခီးသွွားလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်များအားရှင်းလင်းတင်ပြကြပါတယ်။အဲဒီနောက်တက်ရောက်လာကြသူများမှာသက်ဆိုင်ရာကဏ္ဍများလိုက်အသီးသီးဆွေးနွေးတင်ပြကြရာနေပြည်တော်ကောင်စီဥက္ကဋ္ဌကလိုအပ်တာများပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။